ကိုကျော်မယ်အလုတရာကာမဒေါ်စောနီမိသားစုနဲ့လဲတော့ခိုင်းနေတာစောက်ပြန်မှာမောင်မညာနဲ့ဆွေမျိုးများလာနေပြီးတော့လာရောက်ပြီးတော့တိုင်းနိုင်ငံပါချံအကြောင်းယဟန်ရှိသူအလူငါရာမညာအားလုံးအလူရှင်ရဲ့တကွာအားလုံးကုသိုလ်ရနိုင်ရပါစေအားလုံးလည်းအားလုံးအလူဘောနာပေါ်ဆောင်နိုင်ရပါစေလို့ဒီနေရာကအတ္တစနာပေါ်အနေနဲ့အားလုံးကိုအတိတ်ရဲ့အပါနဲ့အားလုံးသောတရားကမညာအခုကြည့်ရှုနေတဲ့တရားကမညာအားလုံးစိတ်ထားတာချင်းပါတယ်အလောက်ကစိတ်တွေပဲကိုယ်စိတ်နှပြကျမ်းမာ